အသက်ကြီးမှဆန်းထားပွင့်မိမယ်စွမ်းဆောင်ကောင်းတွေပြသနိုင်ခဲ့တဲ့မာတီတာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာနေ့ iMac ခွန်ရှိကုန်းနဲ့ Fabimis Agent ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မိုးကုံမှာထုံကျူးတယ်ပြောတက်ကြီးမှဝက်သက်ပေါက်တယ်ပဲဆိုလူတယောက်အမြဲလိုလူပြိုလန်းဆန်းနေပြီးတော့လိုပါတယ်တက်ကြီးပြီမဲ့စွမ်းဆောင်ကောင်းတွေပြသနိုင်တဲ့ဆိုရင်လူဖြစ်မဆုံးသေးဘူးလို့ဆိုရမှာဖြစ်ပြီးလူငယ်နဲ့ပြန်စိန်ခေါ်မှုတွေကိုရင်ဆိုင်လို့ရနိုင်သေးတယ်လို့ဆိုရမှာပါဘောလုံးလောကနဲ့ပတ်သက်ရင် Ronaldo ဆိုတဲ့ကစားမကြီးကလူငယ်တွေနဲ့ပြန်တန်တုံးမြန်တုံးနဲ့စွမ်းဆောင်ရည်တွေကောင်းတုံးလို့ဆိုရမှာဖြစ်ပြီးတော့ကိုရီသူဟာဂိုးသွင်းကောင်းတုံးလို့ပဲဆိုရမှာဖြစ်ပါတယ်လူငယ်တောင်သူတို့ဂိုးတွေမသွင်းနိုင်ခဲ့ကြတဲ့ချင်းမျိုးမှာတက်40ကျော်ကစားမကြီးရဲ့သွင်းဂိုးတွေကလုံးဝကိုလက်ပြားခါချင်းစရာကောင်းနေခဲ့ပါတယ်သူရဲ့သွင်းဂိုးတွေကမြတ်ကင်းစိမ့်ပေါ်မှာနေမဟုတ်ဘဲအိယာပေါ်မှာပါကောင်းဆုံးစွမ်းဆောင်ပြနိုင်လို့ဆိုရမှာဖြစ်ပြီးတော့ခုဆိုရင်သူပိုင်ဆိုင်တဲ့ကလေးရေတွက်က9ယောက်ထိကိုရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဂိုးသွင်းဘလောက်ကျန်းလဲဆိုရင်အဲ့ဒါသာကြည့်တော့လို့ဆိုရမှာဖြစ်ပြီးခုချိန်ဒီစွမ်းဆောင်ကောင်းတွေပြသနေခဲ့တာဘာစိတ်တွေစားလို့လဲဆိုပြီးတော့မေးရမလို့ဖြစ်နေခဲ့တာပါရိုနယ်ဒိုငယ်စဉ်ကတည်းကထူးချွန်ထက်မြက်တဲ့ကစားမတစ်ယောက်ဖြစ်လို့မန်ချက်စတာယူနိုက်တက်လို့ထိပ်တန်းအသင်းမှာကစားနေစူပလာအောင်မြင်မှုတွေရယူနိုင်ခဲ့ကနိုင်ငံလေဝိစဉ်အသင်းကစားမဘွားကိုလည်းငယ်စဉ်ကတည်းကပါဝင်စားခွင့်ရထားခဲ့သူဖြစ်ပါတယ်ရိုနယ်ဒိုတော့ကန်ကောင်းတယ်လို့ဆိုရမှာဖြစ်ပြီးတော့ကစားမတချို့ဟာအသက်20မပြည့်ရင်ကတည်းကထိပ်တန်းအသင်းတွေမှာကစားနေနိုင်ငံလေဝိစဉ်အသင်းအတွက်ငယ်စဉ်ကတည်းကပေးဆက်ကစားခွင့်တွေရရှိထားတာလည်းမြင်တွေ့ထားရပါတယ်ဘာစနာအသင်းစပိန်ကျယ်ဝင်းကစားမလေးဖြစ်တဲ့လမိုင်းရမဲဆိုရင်သူ့အသက်16နှစ်မပြည့်ခင်မှာပဲဘာစနာလိုအသင်းနဲ့အတူအောင်မြင်မှုတွေရယူထားနိုင်ခဲ့ဖြစ်လို့စပိန်အသင်းနဲ့အတူယူရိုဖလားယူလည်းကိုင်မြောက်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်လမိုင်းရမဲဟာသူ့အသက်16နှစ်မပြည့်ခင်မှာထိပ်တန်းကလပ်အသင်းနဲ့နိုင်ငံလေဝိစဉ်အသင်းတွေမှာကစားခွင့်ရရှိခဲ့သလိုစူပလာအောင်မြင်မှုတွေလည်းစကူးထားနိုင်ခဲ့တာဖြစ်ပေမဲ့ခရစ်စဘယ်လစ်စတိုင်းဆူမာတီတာကတော့သူ့အသက်28နှစ်ရောက်မှပြင်သစ်အသင်းနဲ့အတူလေဝိစဉ်အသင်းမှာပါဝင်စားခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်အသက်ကြီးမှဝက်သက်ပေါက်တယ်ဆိုသလိုအသက်အရွယ်တစ်ခုရောက်ရှိလာတဲ့အခါမှနိုင်ငံလေဝိစဉ်အသင်းမှာပါဝင်စားခွင့်ရခဲ့တဲ့မာတီတာအတွက်တော့တကယ်ဝမ်းသာစရာသတင်းတစ်ခုလိုဖြစ်နေခဲ့ပါတယ်တကယ်ဝမ်းသာစရာသတင်းတစ်ခုလိုဖြစ်နေခဲ့လို့ရရှိလာတဲ့ခွင့်ကိုဖန်ဆုပ်ပြနိုင်မလားဆိုတာတော့စောင့်ကြည့်သွားအောင်ပါဖြစ်ပါတယ်ပြီးခဲ့တဲ့ညကစားခဲ့တဲ့ကမ္ဘာဖလားခြေစွဲအုပ်စုပွဲစဉ်ဖြစ်တဲ့အိုက်စလန်နဲ့ပွဲစဉ်မှာတော့မာတီတာပြင်သစ်အသင်းအတွက်ဦးဆောင်ကိုဖြစ်စေမဲ့သွင်းကို68မိနစ်မှာသွင်းပေးနိုင်ခဲ့ပါတယ်ဒါမှလည်းဦးဆောင်ကိုသွင်းပြီး2မိနစ်ကြာမှာပဲခြေပါကိုပြန်လည်ခွင့်ပြုခဲ့တာကြောင့်ပြင်သစ်အသင်းကတစ်ဖက်နဲ့9စီတေးရလာနဲ့ပြီးဆုံးသွားခဲ့ပါတယ်ဘလို့ချင်းနေမျိုးပဲဖြစ်ပါမာတီတာအတွက်တော့ပြင်သစ်အသင်းနဲ့အတူပထမဆုံးရွေးချယ်ခြင်းခံခဲ့ရသလိုပထမဆုံးပွဲထပ်ပိုင်းကစားဝင်ရရှိခဲ့တဲ့အချိန်မှာသွင်းကိုတကိုးပါရယူနိုင်ခဲ့တာကမာတီတာအတွက်တော့ကျင်းတဲ့ဆရာဖြစ်စေခဲ့လို့ဆိုရမှာပါပဲဘလို့ပဲဖြစ်အသက်28နှစ်ရောက်မှနိုင်ငံလေဝိစဉ်ကစားမဘွားကိုစတင်ခဲ့ရသူတယောက်အတွက်အပွင့်ပွဲဟာချုံမြင်ခဲ့ပါတယ်ပထမဆုံးသွင်းကိုမှသည်နောက်ထပ်သွင်းကိုများတော့ရရှိပြီးလေဝိစဉ်တဲ့တို့အောင်မြင်မှုတွေရနိုင်မှုလည်းမျှော်လင့်မိပါတယ်မာတီတာအသက်20ရွယ်မှာပြင်သစ်တတိယတန်းလိအသင်းအတွက်ကစားနေပြီးတော့22နှစ်ရွယ်မှာတော့ဒုတိယတန်းစီကိုပြောင်းရွှေ့လာခဲ့သူပါအဲနောက်လီဂို1ကလပ်မိန်းစီကိုပြောင်းရွှေ့ခွင့်ရပြီးတော့23နှစ်ရွယ်မှာခရစ်စဘယ်လစ်နဲ့အတူပရီးမီးယားလိကစားမဘွားအစားပြုခွင့်ရခဲ့ပါတယ်နောက်23 24နောက်24 25ဘုံလုံးရာသီဒီမှာခြေဆောင်ကောင်းတွေဇက်တိုက်ပြသနိုင်ခဲ့တဲ့မာတီတာ28နှစ်ရွယ်မှာပြင်သစ်လေဝိစဉ်အသင်းအတွက်ပထမဆုံးရွေးချယ်ခြင်းခံခဲ့ရပါတယ်လေဝိစဉ်အသင်းအတွက်ပထမဆုံးပွဲတဲ့ကစားခွင့်ရရှိခဲ့တဲ့အချိန်မှာလေဝိစဉ်ကစားမဘွားပထမဆုံးဂိုးသွင်းနိုင်ခဲ့ပြီးတော့ဒါမာတီတာအတွက်ကစားမဘွားအမှတ်တရများစွာတွေကအကောင်းဆုံးအမှတ်ရစရာတစ်ခုဖြစ်တဲ့ကြံရင်သွားတော့မှာပဲဖြစ်ပါတယ်